မျောငေး15စကလုံးတွေကိုသာညှင်းငွေလာတယ်ညောင်ရွက်ခတ်တန်တွေကိုသာစိတ်ပြက်လာတယ်တနေ့ပြီးတနေ့ကိစ္စများများဆိုတာတွေကိုသာညှင်းငွေစိတ်ပြက်လာတယ်အဲ့ဒီညှင်းငွေစိတ်ပြက်လာမှုတဲ့မင်းရဲ့အယောင်အစင်းအနံ့အရသာတစ်စက်တလေတောင်စွန့်ပင်မနေတာဟာငါခန္ဓာမှာအပမိနေခြင်းလားငါရဲ့နာနာဘာဝနေမှုထိုင်မှုပုံစံလားကွယ်အဲ့ဒီမကျွတ်လွတ်နိုင်ခြင်းတွေသာငါဟာအတောင်တွေကျိုးကြတဲ့အထိပြန်တန်းလို့အဲ့ဒီမကျွတ်လွတ်နိုင်ခြင်းတွေသာငါဟာစူးတောင်တွေကျွတ်ကြတဲ့အထိကူးခတ်လို့ဘယ်ပင်လေမှာမင်းရှင်တန်ရဲရင်မလဲဘယ်ကောင်းကင်မှာမင်းဖြူလွှမျောလွင့်နေမလဲလူဘဝအလွန်နောက်တဘဝဆိုလဲငါရောက်အောင်လာခဲ့ချင်ပါတယ်ကဘာကြီးဟာလွမ်းစရာမကောင်းဘူးလားပြောင်းသလိုနောက်သလိုပြပါဒတွေလာရောင်ဖွဲဖွဲတဲ့တဲတဲကြွေတာကအစရဲသလိုမောသလိုမျက်လုံးတွေအုပ်စုဖွဲ့ငိုကြွေးနေတာအဆုံးအရာအလုံးဟာလွမ်းစရာပါကွတရားဓမ္မကိုသာလက်ကင်ထားပါအချစ်ရဲ့တနေ့တော့ပြမစိုးတရားဟာငါကိုမင်းစီမင်းကိုငါစီအရောက်တဲ့ဆောင်တိုက်ခတ်လာမှာပေါ့မင်းကိုဖွင့်ရွှေနေရမှုကအဆုံးမရှိကျေပြောလုံးမင်းကိုမျောငေးနေရမှုမှာတေမိတ်နာကျသွားပါစေတော့ငါအတန်ထွက်ပြီးရောက်ရက်ခတ်နေအောင်ပါပဲမျောငေးနေမိသောရည်ဝေရစ်တည်မှုများစေးမတိုးဘူးရည်ဝေရစ်တည်နေသောမျောငေးရမှုများစေးမမီဘူးငါယောဂရနေမှုမှာမင်းနာမည်ဟာစေးထိုးအပ်လို့လာဆိုင်တယ်အဆင်ပြေမယ်ဆိုရင်ပေါ့မင်းရောက်ရအရက်ကနေမင်းလည်းတက်နိုင်သလောက်ကူလွမ်းလေမင်းမပြောရင်ငါကပြက်ကြဖို့တဲတဲလေးမင်းပြောတဲ့အခါငါဟာတကဘာလုံးကိုအကောင်းမြင်စိတ်နဲ့ပွေဖက်နမ်းရှိုင်လိုက်ခြင်းနဲ့ယထာဟာအချိန်မှန်ဆက်ရောက်လာမှာပါအလွမ်းအဆွေးနဲ့တောကတွေလည်းအချိန်တန်တော့ကြွေကျသွားမှာပါအခုချိန်ထိတော့မင်းစကားနဲ့ငါနားတွေကြားအမျော်တိုင်းတွေချားစေငါအကွာအဝေးကိုဒိုင်းလွှလို့ကိုက်ဖြတ်လိုက်ခြင်းနဲ့အခုချိန်ထိတော့မင်းရှိရာအရက်မျက်နာမူဦးနေတဲ့ငါအတန်ဒေါတောင်နှံရံတွေကိုထိမှန်ငါစီပြန်ကန်ထွက်လာမြဲဘာမှမတွေးပါနဲ့တော့ကွယ်မနှက်ဖြန်တွေမတည်သေးသမျှငါတို့ရှင်တန်ခွင့်တွေကနေမျှပြီးဆေးဖြစ်ဝါဖြစ်ချစ်ကြတာပေါ့ဒါဟာနိဗ္ဗာန်တဝက်ငရဲတစ်ပိုင်းငါဟာငရဲကြနေတဲ့နှက်တစ်ပါးလုံးမျောငေးစေကိုရှာ